ပေးချင်တာလက်သေး online class online class လက်သေး online class မကြိုက်ဘူးအဝေးကနေသင်ရတာမကြိုက်ဘူးဆက်လေးရှင်းပြနေတယ်လက်သေး online class ကိုကိုယ်တိုင်မစူးစမ်းချင်ဘူးကိုကအပြင်မှာလို့နီးကပ်ကြီးလိုမျိုး face to face နဲ့တင်တာလည်းမဟုတ်ဘဲနဲ့လက်သေး online class ကြီးတက်ပြီးတော့ဒီနေ့ဒီဘာဒီတင်တဲ့ဒီသင်ခန်းစာဗီဒီယိုဖိုင်မဲ့ဟုတ်တယ်ငါပြင်းနေခဏနေမှဆွဲလိုက်ပါမယ်လို့ online class ဒီကိုယ့်ရဲ့စူးစမ်းမှုက80%ကအញ្ញမ်းသက်ဆိုင်တယ် online class တော့တက်တယ်ဒါပေမဲ့ဘာဖြစ်လို့မတက်တာလဲဆို online class သင်တန်းမှာဒီ page မှာဆိုအများနဲ့ကြော်ညာထားတယ် online class ရဲ့သင်တန်းသူလက်ရည်နေသွားကြည့်ကြည့် sign out ဖွင့်တဲ့သူတွေရှိတယ်ဒါသူတို့ကလေ့ကျင့်တာကိုလေ့ကျင့်ပြီးတော့ချေးဒီလိုလေးကဘလို့ဒီလိုလေးကဘလို့ဒါသူတို့လေ့ကျင့်တဲ့ပုံလေးနေချပိုင်းဆိုအများကြီးပဲစာရွက်တစ်ခုလုံးမှာအပြည့်ဆွဲထားပြီးတော့မှလာပြတယ်သူတို့လက်ရည်ဆိုလို့ရှိရင်ဒါလေ့ကျင့်တဲ့ထဲမှာပါတယ်ကိုကမလေ့ကျင့်ဘူးဆို online class ကိုကြည့်ရုံပဲကြည့်မယ်ဆိုတက်မှာမဟုတ်ဘူးကိုကကြည့်မယ်ဗီဒီယိုဖိုင်ကိုထောင်ထားမယ်ထောင်ထားပြီးတော့ဆွဲပြထားတဲ့သစင်ချင်းစီကိုကိုလိုက်ဆွဲမယ်ရက်မယ်လိုက်ဆွဲမယ်မတက်စရာဘာအကြောင်းမှမရှိတရားခံလို့တက်ကိုတက်တယ်အဲ့တော့လက်သေး online class မှာဘာတွေပါလဲဆိုတာလေးကိုအတူချုံပြပြပေးမယ်နော်အခြေခံ9ဘက်ပန်းရေးဈေးပကြီးကနေစပြီးတော့မှ step by step ပတန်ဆွဲနည်းတွေပါဝင်တယ်ဂျယ်ကုံမှာ umbrella ရှိတာတွေပါဝင်တယ်ဂျယ်ပန်းပွင့်တွေပါဝင်တယ်ဖောင်းချပန်းတွေပါဝင်တယ်ဂျယ် flower တွေပါဝင်တယ် bunstock flower လည်းပါဝင်တယ်လက်သေးဆက်နည်းတွေများစွာပါဝင်တယ်သင်တန်းကြီးကအရင်သက်တာမယ် up to date design တွေကိုလည်း group မှာအများလို့တင်သွားပေးမယ်ကဲအဝေးရလူတွေပြည်ပလူတွေတက်တာများတယ်ဒီနေ့ကလေးတင်တန်းမှာဆိုပြောတာနော်ပြည်ပကနေ online class တက်ပြီးတော့ရန်ကုန်ကိုသူတို့အလဲလာတဲ့အချိန်မှာကိုယ့်စီမှာထားပြီးတော့သူတို့တက်ချင်တဲ့ဘာသာရေးကိုခွတ်တက်သွားတယ်သူများလည်းရှိတယ်အဲ့တော့လက်သေး online class ကိုလည်း recommend ပေးတယ်ဒါပေမဲ့ကိုယ်တိုင်လိုက်လုပ်မှာလားဆိုတာအရင်မေးပြီးတော့မှလာအပ်ကြပါနော်ကိုယ်တိုင်လာဒီနေ့က online class တော့ကြည့်တယ်သင်ခန်းစာတွေကလည်းအများကြီးပဲဒါပေမဲ့ကိုက live မလုပ်ဘဲနဲ့ဆိုလို့ရှိရင်တော့ဘာမှရမှာမဟုတ်ဘူး online class တက်ပြီးတော့ဆိုင်ဖွင့်သွားတဲ့သူလည်းရှိတယ်ဆိုတာလည်းပြောပြထားပြီးတယ်နော်ဆောင်းဝဲဖြည့်ပေးရပါတယ် online class လက်မှတ်ရလားလို့မေးတဲ့သူတွေလည်းလက်သေးဆက်တာနဲ့ဂျယ်ပန်းပွင့်ကိုဖြည့်ပေးလို့ရှိရင် online class လက်မှတ်ပေးပါတယ်နော် soft copy နဲ့လှမ်းပေးရတာတော့နော်အဲ့လိုမျိုး Telegram နဲ့လှမ်းပေးပါတယ်လက်သေး online class food spa online class ရှိပါမယ်လက်သေးတွေ food spa တွေ online class ရှိမယ်လာရောက်ပြီးတော့ join နေတဲ့သူများလည်းဖိတ်ခေါ်ပါတယ် online class က food spa လည်းရှိမယ်လက်သေး design ပိုင်းတွေလက်သေးဆက်တာတွေအဲ့ရှိမယ်နော်ဒါဆိုတော့တင်တန်းကမစခင်လေးဗီဒီယိုဖိုင်ရိုက်တာဆိုတော့အားလုံးကျေးဇူးပါနော်နေ့ကလေးတင်တန်းမှာတော့စပင်း make up စတုံးလက်သေးခြေသေး facial ပိုင်း treatment ပေါ့နော်စပင်းညက်ကောက်ဖြောင်းဆေးဆိုဘာသာဆုံးပြီးလို့ရှိရင်စပင်းဘာသာဆုံးပေါ့နော်စလုံးပိုင်း all in one ပေါ့နော်ဒါပေမဲ့တက်တူးပိုင်းနေတော့မရသေးဘူးနောက်ပိုင်းတော့တက်တူးပိုင်းနေထည့်ဖို့ရှိပါမယ်နော်ဒါတွေရှိမယ် online class တွေရှိပါမယ်ကိုကြိုက်နှစ်သက်တဲ့ဘာသာရပ်လေးကိုဒီ page messenger လေးမှာလာရောက်ပြီးတော့မေးမြန်းလို့ရပါတယ်လာရောက်ပြီးတော့တင်ယူသူတဦးတယောက်ချင်းစီတိုင်းဒီတင်တဲ့เจ้าမှာပဲလာရောက်ပြီးတော့တင်တဦးတယောက်ချင်းစီကကိုယ့်စီမှာမတင်ရသေးဘဲနဲ့မှာဒီနေ့ဒီတင်တဲ့ညှို့ပေးတဲ့ညီမလေးများမမများအားလုံးလည်းကျေးဇူးများကြီးတင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့အားလုံးတက်တာ